Hello， 大家好，阿拉们明啦吧？今天老师တို့ကကျတော့တပ်ပုံနော်တပ်ပုံဆိုတဲ့အသုံးအနှုန်းလေးကိုလာပြီးတော့ share လုပ်ပေးပါမယ်။ဒါဆိုရင်老师တို့အတူတူကြည့်ကြရအောင်။တပ်ပုံကို老师တို့ဘယ်လိုခေါ်ရလဲဆိုတော့照片နော်တကယ်လို့မတငယ်ချင်းနဲ့တွားလဲတယ်နော်ကိုကတပ်ပုံရိုက်ချင်တယ်ဆိုရင်တငယ်ချင်းကိုမင်းငါ့ကိုတပ်ပုံလေးကူရိုက်ပေးလို့ရမလားဆိုရင်တယောက်လိုဘယ်လိုပြောမှာလဲ你能帮我拍张照片吗你能帮我拍张照片吗你ခမက能ဆိုတာနိုင်တယ်帮我ကျွန်တော်ကိုကူညီပေးနိုင်မလား拍ဆိုတာရိုက်တာပေါ့နော်拍张တပုံရိုက်တာနော်တပုံရိုက်တာပြောတာနော်照片吗တပုံလေးတပုံကူရိုက်ပေးလို့ရမလားနော်နောက်ထပ်တစ်ခုကကြတော့နော်ဒီတပ်ပုံကကျွန်တော်ကပြီးခဲ့တဲ့နှစ်မှာရိုက်ထားတာပေါ့နော်ဒီတပ်ပုံကကြတော့ကျွန်တော်ကပြီးခဲ့တဲ့နှစ်မှာရိုက်ထားတယ်ဆိုရင်这张照片是我2年前拍的这张照片是我2年前拍的这张照片ဒီတပ်ပုံကပေါ့နော်是ဖြစ်တဲ့我ကျွန်တော်က2年前နော်နှစ်ပြီးခဲ့တဲ့နှစ်ကပေါ့နော်拍的ရိုက်ထားတာဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့အပြင်သွားပြီးတော့ကျွန်တော်တို့အတူတူပေါ့နော်အပြင်သွားပြီးတော့တပ်ပုံလေးတွေရိုက်ကြရအောင်เนาะတကယ်လို့မကွာဆိုင်ထဲမှာရှိတဲ့တငယ်ချင်းကိုခေါ်ပြီးတော့အပြင်မှာတပ်ပုံအတူတူသွားရိုက်မယ်ဆိုရင်ဘယ်လိုပြောရလဲဆိုတော့เนาะ我们一起出去拍些照片吧我们一起出去拍些照片吧我们ကျွန်တော်တို့ပေါ့နော်一起ဆိုတာအတူတူ出去အပြင်အတူတူသွားပြီးတော့拍ဆိုတာရိုက်တယ်เนาะ拍些照片吧ဆိုတာတပ်ပုံတချို့အတူတူရိုက်ကြရအောင်လို့ပြောတာပေါ့နော်ဒါဆိုရင်နောက်တစ်ခုကပါလဲဆိုတော့เนาะဒီကြီးတဲ့ရောင်စုံတပ်ပုံကเนาะဒီအရန်ကြီးတဲ့ပေါ့နော်အကြီးเนาะအကြီးတဲ့ရောင်စုံတပ်ပုံကအရင်တော့ကကျတော့အဖြူနဲ့အမဲတပ်ပုံရှိတဲ့ရောင်စုံတပ်ပုံရှိရလေเนาะအဲကြောင့်မလို့ရောင်စုံတပ်ပုံကိုပြောတာเนาะဒီကြီးတဲ့ရောင်စုံတပ်ပုံကကျတော့သူမင်္ဂလာဆောင်တဲ့အချိန်မှာရိုက်ထားတာเนาะဒါဆိုရင်这张大的彩色照片是他结婚时候拍的这张大的彩色照片是他结婚时候拍的เนาะ这张ဆိုတာဒီတပုံเนาะ大的ဆိုတာကြီးတဲ့彩色照片ဆိုတာကရောင်စုံတပ်ပုံက是ဖြစ်ပါတယ်他ဆိုတာကသူเนาะ结婚时候မင်္ဂလာဆောင်တဲ့အချိန်မှာ拍的ရိုက်ထားတာဖြစ်ပါတယ်เนาะဒါဆိုရင်မိတ်ဆွေတို့ကတပ်ပုံရိုက်တဲ့နော်ဒီအတုံးသုံးလေးကိုတွားပြီးတော့သုံးလို့ရပါပြီကိုနဲ့ကိုက်ညီတဲ့အချိန်ကိုနဲ့ကိုက်ညီတဲ့အချိန်ခါမှာအမြဲဆုံးတွားပြီးတော့သုံးလို့ရတယ်ကိုကကြတော့အမြဲဆုံးပြောတတ်ချင်တယ်ဆိုရင်ဒီဟာလေးတွေကိုကြက်ထားမှဖြစ်မယ်နော်ကြက်ထားမှပဲကိုကလိုအပ်တဲ့အချိန်မှာသုံးလို့ရမှာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကတခြားဗီဒီယိုလေးကိုထပ်ပြီးတော့လေ့လာချင်တယ်ဆိုရင်老师တို့နောက်ဗီဒီယိုလေးမှာတွေ့ကြရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်谢谢大家的久久力吧